လူတယောက်ဟာစိတ်နေစိတ်ထားကစားမကောင်းတာတွေကြီးလုပ်တယ်သေတဲ့အခါကျတော့နတ်ပြည်ငရဲကျသွားတယ်ဒါတယောက်မကောင်းတာလုပ်ပြီးတော့သေတဲ့အခါငရဲကျတာဒါတယောက်လူတယောက်မကောင်းတာလုပ်တယ်ဒါပေမဲ့သေတဲ့အခါကျနတ်ပြည်ရောက်တယ်ကောင်းအတုတိရောက်သွားသေးတယ်ဒါကတယောက်နောက်လူတယောက်ဟာသူ့စရိုက်တွေကြီးပဲလုပ်တယ်သေတဲ့အခါမှာကောင်းအတုတိရောက်တယ်ဒါတယောက်လူတယောက်ဟာတိတ်ကောင်းတယ်သူတော်ကောင်းတာတွေကြီးပဲလုပ်တယ်သေတော့ငရဲကြတယ်ဟောဘယ်နှယောက်ရှိလဲ၄ယောက်ပါဗျာအဲ့ဒါကိုမျက်စိမလဲအောင်မှတ်ထားဖို့လုပ်တယ်နော်မှန်ပါပါဗျာမကောင်းတာလုပ်တယ်ငရဲကြတယ်ဒါပုံမှန်မကောင်းတာလုပ်တယ်ကောင်းရဒုက္ခတိရောက်နေတယ်ကောင်းတာတွေလုပ်တယ်ကောင်းတဲ့ဘုံရောက်တယ်မကောင်းတာတွေလုပ်တယ်ငရဲကောင်းတာတွေလုပ်ပြီးတော့ငရဲကြတယ်အဲ့ဒီ၄မျိုးအဲ့ဒီ၄မျိုးနဲ့ပတ်သက်ပြီးတော့တွေးရှိချက်တွေကိုတခြားဘာသာတွေကကံနဲ့ပတ်သက်ပြီးဘယ်လိုတွေးရှိလဲဘုရားမြတ်စွာမပွင့်ခင်ကသူတို့ကလည်းသူတို့မှဒီခုခေတ်ဗမာတွေပြောတဲ့အကြာအမြင်ဆရာလို့ပြောခြင်းပြောပေါ့ဒါပဲသူတို့လည်းမြင့်တယ်နော်ဒိဗ္ဗစက္ခုအဘိညာဉ်ရတဲ့သမဏဗြဟ္မဏတွေကသူတို့မှစွမ်းအားတတ်တရှိတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဟောပြောချက်ဟာမပြည့်စုံဘူးဆိုတော့မြတ်စွာဘုရားထောက်ပြတယ်သူတို့ကဘလို့ဒီကံနဲ့ပတ်သက်ပြီးဘလို့ဒီ၄ချက်မှာသူတို့တွေ့တဲ့အခါမျက်စိလည်သွားတယ်ကြည့်ပထမပုဂ္ဂိုလ်တယောက်ဟာမကောင်းတာတွေကြီးလုပ်တယ်မကောင်းတာလုပ်လို့ငရဲကျသွားတယ်မကောင်းတဲ့ဘုံရောက်သွားတယ်အဲ့ဒါကိုခုနကတမာတိစွမ်းအားရှင်ကဒိဗ္ဗစက္ခုနဲ့ကြည့်လိုက်တဲ့အခါဟာဒီလူကမကောင်းတာတွေလုပ်ပြီအခုကြည့်ငရဲရောက်နေဒီကောင်လူတော်ကလည်းတော်ဆိုးတယ်ခုလည်းသူငရဲရောက်နေသူမြင်တဲ့အခါကျတော့သူကဘာကိုထုတ်ဖော်လဲလို့ဆိုရင်သူကသီဝရီတစ်ခုထုတ်ဖော်လိုက်တယ်အေးမကောင်းမှုအကုသိုလ်ဆိုတာရှိတယ်မကောင်းမှုအကုသိုလ်ရဲ့အကျိုးလည်းရှိတယ်ကြည့်ဒီကောင်လှုပ်သွားတာမဟုတ်တာတွေလှုပ်လို့သူငရဲကျသွားပြီဟောသူကလက်တွေ့နဲ့လေသူပြောတာမဟုတ်ဘူးလားဟုတ်တယ်အဲ့တော့ तू မျက်နှာကို तू ပြောတာပြောပြီးတော့ तू ထုတ်ဖော်လိုက်တဲ့စကားကမှန်ကန်တယ်မကောင်းမှုအကုသိုလ်ဆိုတာရှိတယ်မကောင်းမှုအကုသိုလ်လုပ်ရင်ငရဲဆိုတဲ့မကောင်းတဲ့ဘဝဆိုတာရောက်တယ်ဆိုတာဟုတ်တယ်ဒီအချက်ဒါပေမဲ့လို့ तू က conclusion ဆွဲတဲ့အခါဘယ်လိုဆွဲလိုက်တုံးဆိုရင်ဒါတွေလုပ်တဲ့ကောင်မှန်တယ်များအကုန်ငရဲကြီးသွားမှလို့ conclusion ဆွဲလိုက်တယ်ကြည့်မြတ်စွာဘုရားကအဲ့ဒါကိုဝေဖန်ပြတယ်ကြည့်ဒုတိယပုဂ္ဂိုလ်မျိုးစားကြတော့မကောင်းတာတွေလုပ်တယ်လုပ်ပြီးတော့နတ်ပြည်ရောက်တာရှိတယ်မဟုတ်လားရှိပါဘူးအဲ့ကြတော့သူကဘာဖြစ်သွားတော့ဒုတိယပုဂ္ဂိုလ်အမျိုးစားကြတော့ခုနကပုဂ္ဂိုလ်အချိပြန်ချိတဲ့အခါကျတော့ဟာဒီကောင်မကောင်းတာတွေလုပ်တယ်ဒါပေမဲ့သေတော့ဘယ်ရောက်တုံကြည့်လိုက်တယ်ဟာဒီကောင်နတ်ပြည်ရောက်နေပါလားဒီကောင်မကောင်းတာတွေလုပ်ပြီးဘာဖြစ်လို့နတ်ပြည်ရောက်နေလဲဆိုတော့သူကသီဝရီတစ်ခုထုတ်တဲ့ကမလို့ထုတ်တုံးစေဟေးမကောင်းမှုအကုသိုလ်ဆိုတာမရှိဘူးဟေးအကျိုးတရားဆိုလည်းမရှိဘူးဒါတော့ဆိုးတဲ့ကောင်တော့နတ်ပြည်ရောက်နာပဲကွာဟောဒီသီဝရီထုတ်လိုက်တယ်ထုတ်ပြီးတော့သူကဘာပြောတုံးဆိုလို့ရှင်ဟုတ်လားမကောင်းတာလုပ်လဲသူဖြစ်ချင်တာဖြစ်မှာပဲဆိုတဲ့အဓိပ္ပာယ်မျိုးဆွဲလိုက်တယ်ဒါနှစ်ချက်နော်မှန်ပါပါဗျထို့တူပဲကောင်းတာတွေလုပ်ပြီးတော့ကောင်းတဲ့ဘုံရောက်တဲ့ပုဂ္ဂိုလ်ဒိဗ္ဗစက္ခုနဲ့ကြည့်လိုက်လို့မြင်ရင်ဟေးကုသိုလ်ကောင်းမှုဆိုတာရှိတယ်ကုသိုလ်ကံရဲ့အကျိုးတရားဆိုတာလည်းရှိတယ်ကြည့်ဒီလူတယောက်ကကောင်းတာတွေကြီးလုပ်လို့ကောင်းတဲ့ဘုံရောက်နေပြီဟောအဲ့ဒီလိုပြောပြီးတော့ तू က conclusion ဘာဆွဲတုံဆိုလို့ရှင်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်မှန်သမျှကောင်းတဲ့ဘုံကြီးပဲရောက်ရမယ်ဆိုတဲ့ conclusion ဆွဲလိုက်ပြန်ဆွဲလိုက်တော့စတုထပုဂ္ဂိုလ်နဲ့သွားညှိမနေဘူးလားညှိနေပြန်ရောအဲ့ဒါသွားတွေးတဲ့အခါကျတော့သူကဘာပြောပြန်လို့ဆိုရင်ကောင်းမှုကုသိုလ်ဆိုတာမရှိဘူးဒီမှာကောင်းတာတွေလုပ်ပြီးငရဲကြနေပြီဟိုကောင်မြတ်စွာဘုရားကအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ကြည့်မကောင်းတဲ့အကုသိုလ်ရှိတယ်မကောင်းတဲ့အကုသိုလ်ရဲ့အကျိုးရှိတယ်ဆိုတာငါသဘောတူတယ်ဒါဟုတ်တယ်သို့တော့မကောင်းတာလုပ်တဲ့လူမှန်သမျှငရဲကြတယ်ဆိုတဲ့ဒီ conclusion ကတော့ငါလက်မခံဘူးဘာဖြစ်လို့ရုံးဆိုလို့ရှိရင်ဒီကံလေးတင်ကြည့်ဆုံးဖြတ်လို့မရဘူးတဲ့အတိတ်ကကံလေးရှိသေးတယ်တဲ့ဘုရားဆောဗျာဒီဘဝဆိုးပြီမဲ့လို့အတိတ်ကကောင်းလာတယ်အဲ့ဒီကောင်းတဲ့ကံတွေကမကျူးအားဖြစ်ပြီးတော့ဝင်ပြီးတော့အကျိုးပေးလိုက်တာတဲ့မှန်ပါပါသို့မဟုတ်သေကံကြီးမှာသူစိတ်ပြောင်းသွားတာရှိဆိုပါစို့
တရဏာနိဆိုတဲ့တာဂိဝေမင်းသားတယောက်တတလုံးအရက်ကလေးတမြမြနဲ့နေသွားတာသူတရဏာနိဆိုတဲ့သူကငါးပါးသီလမလုံးဘူးသေခါနီးကြတော့သူပြင်သွားတာကိုဘယ်သူမှမသိလိုက်ဘူးမုဒ္ဒဝါဒဝေရမဏိသိက္ခာပရံသမာဝရင်းကိုသူရမေရိယမစ္ဆပမာဒဌာနဝေရမဏိသိက္ခာပရံသမာရိယမိဆောက်တည်ပြီးတော့သွားမြတ်စွာဘုရားသူတည်သွားတဲ့အခါကျတရဏာနိကသောတာပန်ဖြစ်သွားတယ်လို့ခေါ်တော့ဘိုင်းကဲ့ရကြတယ်ဟာတလောက်အရက်လေးနဲ့နေ့တိုင်းအရက်နဲ့မပြတ်တဲ့လူကဘယ်လိုလုပ်သောတာပန်ဖြစ်မှာတော့သေခါနီးပြောင်းလဲသွားတာမသိကြဘူးနော်မှန်ပါပါဗျာအဲ့တော့ပုထုဇဉ်ဆိုတာအပြောင်းလဲသိဉာဏ်တယ်တခုတည်းနဲ့သွားပြီး conclusion မဆွဲနဲ့တဲ့ကမ္မဝိပင်ကမြတ်စွာဘုရားသာလည်းဝေဖန်နိုင်တယ်အကုန်အသေးစိတ်အကြောင်းအချက်လက်အပြည့်ပြည့်စုံစုံမြတ်စွာဘုရားသာသိတယ်တန်တဲ့ပုဂ္ဂိုလ်မသိဈာတဲ့ကဒီလက်နက်နေတဲ့အကြောင်းကလေးတွေကိုမမြင်လိုက်တဲ့အတွက်ကြောင့်လူတွေကမျက်စိလဲဒီကနေ့ခေတ်လည်းမျက်စိလဲတဲ့လူတွေရှိတယ်လေဟာဒီကောင်လူအမတန်ဆိုးတဲ့ကောင်ပဲဟာသေတော့ကောင်းရရောက်နေပါဘာတွေပြောကြတော့ဆိုရင်ဒီကောင်မကောင်းတာတွေလုပ်တယ်ကြီးပွားတာကောင်းတာလုပ်တဲ့ကောင်ကျဆင်းရဲနေတယ်နဲ့ပြောကြတယ်တချို့ကကံကံဤအကျိုးတော်မယုံကျင်တော့ဘူးတဲ့မဟုတ်တာလုပ်တဲ့ကောင်တွေကြီးပွားနေဟုတ်တာလုပ်တဲ့ကောင်ဆင်းရဲနေတယ်ဆိုကံကံဤအကျိုးတော်မယုံကျင်ဘူးပြောတာအမျက်စိလဲသွားတာအဲ့ဒါကောင်းတာတွေမကောင်းတာတွေဒီဘဝလုပ်နေပြီမဲ့လို့အတိတ်ကကောင်းတာတွေရဲ့အကျိုးကျေးဇူးကိုဒီပုဂ္ဂိုလ်ကခံစားနေတာမှန်ပါပါဗျာအခုမကောင်းတာလုပ်တာတွေကမကျူဝါမဖြစ်သေးဘူးဆိုပါစို့ဥယျာဉ်ထဲမှာဟိုးလွန်ခဲ့တဲ့40နှစ်ကစိုက်ထားတဲ့သစ်ပင်ကအသီးတွေသီးနေတာအခုဒီကနေ့မှစိုက်တဲ့သစ်ပင်တွေကမသီးသေးဘူးမှန်ပါပါဗျာအဲ့တုန်းကသီးတဲ့အသီးတွေသူစားနေတာအခုနောက်ထပ်စိုက်တာမသီးသေးဘူးအခုပစ္စုပန်မှာလုံနေတဲ့ကံတရားတွေကမကျူအောင်မဖြစ်သေးဘူးလို့ဆိုပါတယ်မှန်ပါပါဗျာအဲ့ဒါမြတ်စွာဘုရားရဲ့ကမ္မဝါဒနဲ့ပတ်သက်ပြီးတော့မဟာကမ္မဝိပင်ကသုတ်တံကိုနားလည်အောင်ဖတ်ရမယ်အဲ့ဒါမဟာကမ္မဝိပင်ကသုတ်မြတ်စွာဘုရားကရှေးတုန်းကလှုပ်လာတာလည်းဖြစ်မယ်နောက်မှလှုပ်လာတာလည်းဖြစ်နိုင်တယ်သို့မဟုတ်သေခါနီးမှသူအယူဝါဒပြောင်းသွားတာဖြစ်နိုင်တယ်ဒါကြောင့်မို့ကောင်းတာလုပ်ပြီးမကောင်းတဲ့ဘဝရောက်သွားတာလည်းရှိတယ်မကောင်းတာလုပ်ပြီးကောင်းတဲ့ဘဝရောက်သွားတာလည်းရှိတယ်